ဒီနေ့မှာတော့ကျမတို့ English ဘက်ကနေအရန်စိတ်ဝင်စားဖို့ကောင်းပြီးအံ့ဩစရာကောင်းတဲ့ဗဟုသုတတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ကျမနာမည်ကတော့ရွှေမင်းမြတ်ပါ။ပထမအချက်ကတော့ပြည်သစ်နိုင်ငံကကမ္ဘာပေါ်မှာအချိန်ဆုံးအများဆုံးရှိတဲ့နိုင်ငံဖြစ်ပါတယ်။နိုင်ငံရဲ့ခြားပိုင်တဲ့ဒေသတွေကြောင့်အချိန်ဆုံး12ခုကိုပိုင်ဆိုင်ထားပါတယ်။နံပါတ်2အချက်ကတော့အီသီယိုးပီးယားကအခြားနိုင်ငံအများစုနဲ့မတူတဲ့ပြက္ခဒိန်ကိုအသုံးပြုထားပါတယ်။ဂရီဂိုရီယန်ပြက္ခဒိန်ထက်9နှစ်10နှစ်ခန့်နောက်ကျပြီးတော့တစ်နှစ်မှာ73လရှိပါတယ်။ကနေဒါနိုင်ငံဟာဆိုရင်ကမ္ဘာကျန်နိုင်ငံအားလုံးပေါင်းထက်ရေကန်ပိုများပါတယ်။ရေကန်ပေါင်း3သန်းကျော်ရှိပြီးတော့ကမ္ဘာပေါ်ကတဘာဝရေကန်အားလုံးရဲ့60%ကျော်ကိုပိုင်ဆိုင်ထားပါတယ်။ပါရာဂွေးနိုင်ငံရဲ့အလံကနှစ်ဖက်မတူတဲ့အလံဖြစ်ပါတယ်။ကမ္ဘာပေါ်မှာရှေ့ဘက်နဲ့နောက်ဘက်မတူညီတဲ့အမှတ်တံဆိပ်ပါရှိတဲ့အမျိုးသားအလံအနည်းငယ်တွေကတစ်ခုဖြစ်ပါတယ်။စကော့တလန်နိုင်ငံရဲ့အမျိုးသားတိရစ္ဆာန်ကဒန်နာရီလာသတ္တဝါတစ်ကောင်တစ်မျိုးဖြစ်ပါတယ်။စကော့တလန်ကယူနီကွန်းကိုတရားဝင်အမျိုးသားတိရစ္ဆာန်အဖြစ်သတ်မှတ်ထားပါတယ်။စင်ကာပူနိုင်ငံကပီကေစားခြင်းကိုတားမြစ်ထားပါတယ်။ဆေးဘက်ဆိုင်ရာသွားနှင့်ဆိုင်ရာပီကေများမှလွဲပြီးတော့ပီကေတင်သွင်းခြင်းရောင်းချခြင်းလက်ဝယ်ဆောင်ထားခြင်းကိုတင်းကျပ်စွာတားမြစ်ထားပါတယ်။ဒီပြားနိုင်ငံရဲ့အရင်အလံကအရောင်တစ်မျိုးပဲဖြစ်ပြီးတော့1989ကနေပြီးတော့2011ထိဒီပြားနိုင်ငံတွင်တစ်ခုတည်းသောရွေးဖြစ်သည့်အမျိုးသားအလံရှိခဲ့ပါတယ်။အခြားတင်ကေတာအစဉ်တစားလုံးဝမပါရှိပဲတောက်ပသောအစိမ်းရောင်သက်သက်သာဖြစ်ပါတယ်။ဆော်ဒီအာရေဗျနိုင်ငံသည်အမြဲတမ်းစီးဆင်းနေသောရေတစ်စင်းမျှမရှိတဲ့ကမ္ဘာပေါ်မှာအကြီးဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်။ချီလီနိုင်ငံဟာကမ္ဘာပေါ်မှာဝင်ရိုးစွန်းဒေသမဟုတ်တဲ့ဒေသတွေထဲမှာအခြောက်သွေ့ဆုံးကန္တာရဖြစ်သောအာတာကာမာသဲကန္တာရကိုပိုင်ဆိုင်ထားပါတယ်။နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ကီရီဘတီနိုင်ငံသည်ကမ္ဘာခြမ်း4ခုစလုံးပေါ်တွင်တည်ရှိနေသောတစ်ခုတည်းသောနိုင်ငံဖြစ်ပါတယ်။